ဘီယမတယောက်ကသူ့ရဲ့တိုင်းပြည်ကနေပြီးတော့နှင်ထုတ်ခံခဲ့ရပါတယ်။သူအဲ့ဒီအချိန်မှာတိုင်းပြည်ကိုပြန်ရရှိဖို့အတွက်အလွန်ယူမိုက်တဲ့အရာတစ်ခုကိုလှုပ်ဆောင်ခဲ့ပါတယ်။အဲ့ဒီအရာကကမ္ဘာတမိုင်းမှာမှတ်တမ်းတင်ခဲ့တယ်ဗျ။လွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်လောက်ကကလီယိုပထရာဆိုတဲ့ဘီယမကသူ့မောင်ရဲ့တစ္ဆာဖောက်မှုကိုခံခဲ့ရပြီးတော့တိုင်းပြည်ကနေပြီးတော့ထွက်ပြေးခဲ့ရပါတယ်။အဲ့ဒီအချိန်မှာသူ့မှာစစ်တပ်လည်းမရှိဘူးအင်အားလည်းမရှိဘူးမျှော်လင့်ချက်မဲ့နေခဲ့ပါတယ်။သူကတနိုင်တဲ့လောက်စစ်တပ်တစ်ခုဖွဲ့စည်းခဲ့ပေမဲ့လေသူ့မောင်ရဲ့စစ်တပ်ကိုတော့မရှင်နိုင်ခဲ့ဘူးဗျ။ကံကောင်းချင်တော့တနေ့မှာအဲ့ဒီခေတ်ခါကတိုက်တိုင်းနိုင်တဲ့စစ်ဘီရင်ကြီးဂျူလီယက်စီဇာကအီဂျစ်ကိုရောက်လာခဲ့ပါတယ်။ဂျူလီယက်စီဇာကကလီယိုပထရာရဲ့မောင်နန်းတော်မှာစံမြန်းနေပြီးတော့လုံခြုံရေးတွေအပြည့်အဝရှိပါတယ်ဗျ။ဒီသတင်းကိုကြားရတဲ့ကလီယိုပထရာကအလိုယူမိုက်တဲ့အကြံတစ်ခုကိုစွန့်စားလုပ်ကင်ခဲ့ပါတယ်။အဲ့ဒါကဘာလဲဆိုလို့ရှိရင်သူလာရင်တက်ပြစ်မယ်သူ့အတွက်အနေနဲ့အများဆုံးနန်းတော်တွေကိုခိုးဝင်ပြီးတော့တခါမှမသိတဲ့မတွေ့ဘူးတဲ့လူတစ်ယောက်စီကနေပြီးတော့သူ့အတွက်စစ်တိုက်ပေးဖို့အတွက်တောင်းဆိုဖို့ပဲဖြစ်ပါတယ်ဗျ။အလွန်ကိုယူမိုက်ပြီးတော့အရန်ကိုကိုဖီတဲ့အရန်ကိုမြင့်ပါတယ်ဒီလိုနဲ့ဘီယမကတညမှာရှော့ဘုတ်ဝတ်တွေထည့်ထားတဲ့ချင်းတောင်းတွေကိုဝင်ပြီးတော့နန်းတော်တွေကိုခိုးဝင်ခဲ့ပါတယ်သူ့အခန်းထဲကိုရောက်လာတဲ့အဝိရှော်ချင်းတောင်းကိုဖွင့်တဲ့အချိန်မှာဂျူလီယက်စီဇာကအလွန်လှပပြီးတော့ထက်မြက်ပုံရတဲ့မိန်းကလေးတယောက်ကိုတွေ့ရှိလိုက်ရတယ်အဲ့ဒီအချိန်မှာသူအရန်ကိုအံ့ဩသွားတယ်ဗျမီဒိုဘယ်ဝါဖြစ်ကြောင်းကိုမေးတဲ့အခါမှာကလီယိုပထရာကယခုအီဂျစ်ဘုရင်ရဲ့အမတော်ဖြစ်ပြီးတော့သူတို့ဖခင်ရဲ့တည်တန်းစာအရဒီထီလန်ကိုတဝက်ပိုင်ကြောင်းကိုဂျူလီယက်စီဇာကိုရှင်းပြပါတယ်အဲ့ဒီညမှာဘာဆက်ဖြစ်လဲဆိုတော့ကျွန်တော်သိချာမသိဘူးဒါပေမဲ့နောက်တစ်နေ့မနက်မှာတော့ဒီဂျူလီယက်စီဇာကကလီယိုပထရာနောက်ကနေပြီးတော့မမမက်ရက်တည်ခဲ့ပါတယ်နောက်ဆုံးမှာတော့ကလီယိုပထရာကအီဂျစ်ရဲ့တရားဝင်ဘုရင်မပြဖြစ်ခဲ့ပါတယ်ဒီဖြက်ကတမိုင်းဝင်ခဲ့ပြီးတော့ကလီယိုပထရာရဲ့ရဲရင်မှုတွေအကြံပိုင်မှုတွေကြောက်စရာကောင်းဆိုစစ်ဘုရင်တယောက်ကိုညာသွင်းချင်းစီးအုပ်နိုင်မှုတွေကကလီယိုပထရာရဲ့ဂုဏ်သတင်းကိုပုံမကြီးမားလာစေခဲ့ပါတယ်ယခုခေတ်မှာလည်းလှပပြီးတော့အုံနောက်အပြည့်ရှိရဲ့ယောက်ျားသားတွေကိုဆွဲဆောင်နိုင်တဲ့မိန်းကလေးများကိုကလီယိုပထရာနဲ့နှိုင်းယှဉ်ကြနေစေဖြစ်ပါတယ်ဟုတ်ကဲ့ပါအားလုံးကျေးဇူးတင်ပါတယ်ဗျဒီလိုမျိုး short story လေးတွေကိုကျွန်တော်အမြဲတင်ဆက်ပေးမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel လေးကိုလည်း follow လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဗျ